ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးရဲ့ကမ္ဘာခြေတူထဲမှာအောက်ဆီဂျင်ဓာတ်တွေတဖြည်းဖြည်းနဲ့လျော်နှဲလာနေတယ်ဆိုတဲ့အကြောင်းကိုမကြသေးခင်ရပိုင်းတွေကကမ္ဘာသိပ္ပံပညာရှင်တွေနဲ့သုတေသနပြုစုတဲ့သူတွေကကမ္ဘာကြီးကိုအထူးသတိပြုရန်အဆိုပြီးတော့တရားဝင်ထုတ်ပြန်သတိပေးခဲ့တာရှိပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Gonji Channel ကနေပြီးတော့အားလုံးကိုပြန်ပြီးတော့နှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီခေတ်ကျွန်တော်တင်ဆက်ပေးမှာကတော့ကမ္ဘာကြီးတူထဲမှာအောက်ဆီဂျင်ဓာတ်တွေတဖြည်းဖြည်းယုံနေလာနေပြီဆိုတဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အခုတစ်ပတ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့သိပ္ပံသတင်းနှစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲအစဉ်အဖြစ်တဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုစကြည့်လိုက်ကြရအောင်ပါ။ဟုတ်ကဲ့ပါ။ကမ္ဘာကြီးတူထဲမှာအောက်ဆီဂျင်ဓာတ်တွေတိတ်တဆိတ်နဲ့ယုံနေလာနေတဲ့အကြောင်းကိုကျွန်တော်တို့သိပ္ပံပညာရှင်တွေကထုတ်ပြန်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ရှင်သန်နေထိုင်ရာကမ္ဘာမြေကြီးရဲ့ရေထုတွေဖြစ်ကြတဲ့သမုဒ္ဒရာအိုင်မြစ်ချောင်းနဲ့ကမ်းရိုးတန်းရေပြင်တွေထဲမှာပျော်ဝင်နေတဲ့အောက်ဆီဂျင်ပမာဏကစိုးရိမ်စရာကောင်းအောင်လျင်မြန်စွာနဲ့ရောနှဲလာနေပါတယ်တဲ့။ခင်ဗျားတို့ကျွန်တော်တို့သိထားကြတဲ့ရေမိုလီကျူးထဲမှာဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ဓာတ်တွေပါတဲ့အတွက်ကြောင့်မလို့လားကျွန်တော်တို့တွေသုံးနေလို့ရတယ်ရေတွေကိုတောက်လို့ရတယ်။ဒါပေမဲ့အခုဒီဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ဟိုက်ဒရိုဂျင်နှစ်ဆအောက်ဆီဂျင်တစ်ဆမျှတစွာပါဝင်နေတဲ့ရေထဲမှာအောက်ဆီဂျင်ဓာတ်တွေတဖြည်းဖြည်းရောနှဲလာနေတဲ့ဆိုတဲ့သတင်းကကျွန်တော်တို့အနေနဲ့အရန်ကိုမှအထူးသတိပြုဖို့ကောင်းတဲ့အနေအထားအခြေအနေဖြစ်ပါတယ်။ဟုတ်ပြီကဲအဲ့တော့ဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့တွေကရင်းနေသတ္တဝါတွေရဲ့သက်ရှင်သန်မှုကိုချင်းချောက်နေုံနဲ့မကဘဲနဲ့ဒီကမ္ဘာရာသီဥတုကိုထိန်းညှိပေးနေတဲ့သဘာဝဖြစ်စဉ်တွေကိုပါပျက်စီးနေနိုင်တယ်လို့သိပ္ပံပညာရှင်တွေကသတိပေးလိုက်ပါတယ်ကျွန်တော်တို့ University of California San Diego ရဲ့ Secret Institution of Oceanography မှာပညာရှင်တွေကဥဆောင်တဲ့အဖွဲ့ကအခုလိုရေထုထဲမှာအောက်ဆီဂျင်လျော်နှဲလာတဲ့ဖြစ်စဉ်ပေါ့နော်ဒီ aquatic ဒီ oxygen generation ဟာတဲ့ကမ္ဘာကြီးကိုမရေရာမသေးချာတဲ့အန္တရာယ်ဇုံတွေကိုတွန်းပို့နေတာကိုတွေ့ခဲ့ရပါတယ်တဲ့ဆိုပြီးတော့ပို့ပြီးတော့ထူးဆန်းဖို့ကောင်းတာကဒီပြောင်းလဲမှုတချို့ကရာစုနှစ်ပေါင်းများစွာကြာရှည်သွားနိုင်ပြီးတော့ကျွန်တော်တို့လူသားတွေရဲ့အခုလက်ရှိကျွန်တော်တို့လူသားတွေရဲ့သက်တမ်းအတွင်းမှာပဲပြန်လဲကုစားဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးကြုံရနိုင်တယ်လို့သူတို့ကပြောပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကမ္ဘာမြေမပြတ်စည်းဖို့အတွက်ကျွန်တော်တို့အဓိကသိထားရမယ် boundary ကြီး9ခုကိုကျွန်တော်ပြောတင်ပါတယ်အဲ့ဒီ boundary 9ခုကတော့ကျွန်တော်တို့သိပ္ပံပညာရှင်တွေ2009ခုနှစ်တုန်းကကမ္ဘာကြီးတည်ငြိမ်ပြီးတော့ခန္ဓာရည်ရှိဖို့အတွက်ကျွန်တော်ချမှတ်ခဲ့တဲ့ boundary 9ခုလည်းဖြစ်ပါတယ်ဆိုတော့ဒီ boundary ကြီး9ခုကဘာလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဗျဆိုတော့နံပါတ်1ကတော့ climate change ဆိုတဲ့ရာသီဥတုပြောင်းလဲမှုပါနံပါတ်2ကတော့ ocean acidification ဆိုတဲ့သမုဒ္ဒရာတွေထဲမှာ acid ဓာတ်လွန်ကဲလာမှုပါနံပါတ်3ကတော့ biodiversity loss လို့ခေါ်တဲ့ဇီဝမျိုးစုံမျိုးကွဲတွေဆုံးရှုံးမှုဖြစ်ပါတယ်နံပါတ်4ကကျတော့ atmospheric aerosol loading လို့ခေါ်တဲ့လေထုညစ်ညမ်းမှုဖြစ်ပါတယ်နံပါတ်5ကတော့အိုဇုံးလွှာပျက်စီးမှုဖြစ်ပါတယ်နံပါတ်6ကျတော့ fresh water chain ဖြစ်တဲ့ရေချိုအရင်းမြစ်တွေပြောင်းလဲမှုပဲဖြစ်ပါတယ်ဗျဆိုတော့နံပါတ်9ကကျတော့မြေယာအသုံးချမှုပြောင်းလဲမှုဖြစ်ပါတယ်နံပါတ်10ကဓာတုပစ္စည်းညစ်ညမ်းမှု chemical pollution ဖြစ်ပါတယ်နံပါတ်9ကကျတော့ကျွန်တော်တို့ bio geochemical flows လို့ခေါ်တဲ့ဇီဝဓာတုဖြစ်စဉ်တွေပျက်စီးမှုဖြစ်ပါတယ်ဆိုတော့အခုခါမှာဒီသုတေသီတွေကဒီ boundary ကြီး9ခုအပြင်မှာကျွန်တော်တို့ရေထုထဲမှာအောက်ဆီဂျင်တွေပျော်ဝင်လာယုံနေလာမှုကိုပါထပ်ပြီးတော့ဒီ boundary ထဲမှာထည့်ဖို့ကိုတင်ပြလာကြပါပြီဆိုတော့ဒီသုတေသနရဲ့အဓိကစာရေးသူဖြစ်တဲ့ဒေါက်တာအေရီကာဖာရီဂါကကျွန်တော်တို့ကမ္ဘာဂြိုလ်ရဲ့ကျန်းမာရေးနဲ့တည်ငြိမ်မှုဟာပုံမှန်အလုပ်လုပ်ဖို့အတွက်တဲ့အောက်ဆီဂျင်လိုအပ်တဲ့ရေခဲဟစနစ်တွေရဲ့ကျန်းမာရေးပေါ်မှာပို့ပြီးတော့မူတည်နေတယ်လို့ပြောပါတယ်ဒီလေးလာမှုကကျွန်တော်တို့ဒီရေထုအောက်ဆီဂျင်ရဲ့ဆုံးရှုံးမှုကိုကမ္ဘာလုံးဆိုင်ရာချင်းချောက်မှုတစ်ခုအနေနဲ့ပေါ်လွင်စေလို့ဆိုပြီးတော့သူကကျွန်တော်တို့ဒီ Science Daily News မှာတရားဝင်ပြောကြားသွားခဲ့ပါတယ်ဟုတ်ပြီကျွန်တော်တို့ဘာကြောင့်အောက်ဆီဂျင်ဓာတ်တွေယုံနေလာရတာလဲဆိုတော့ကျွန်တော်ရေထုထဲကအောက်ဆီဂျင်ကိုခန်းချောက်စေတဲ့အဓိကတရားခံကြီး3ဦးရှိပါတယ်ဆိုတော့ဒီတရားခံ3ဦးကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ့နော်အဓိကကတော့ကျွန်တော်လူသားတွေပေါ့ဗျာလူသားတွေကြောင့်ဖြစ်လာတဲ့ကမ္ဘာကြီးပူနွေးမှုကျွန်တော်ရေထဲကမ္ဘာကြီးကပူနွေးလာတဲ့အများကမ္ဘာရေပြင်သမုဒ္ဒရာတွေကလည်းပို့ပြီးတော့ပူလာပါတယ်အဲ့လိုကမ္ဘာရေပြင်သမုဒ္ဒရာတွေပို့ပြီးတော့ပူလာတဲ့အခါမှာရေထဲမှာပျော်ဝင်နေတဲ့အောက်ဆီဂျင်တွေကဒီလွတ်ထွက်သွားပြီးတော့ဗောနော်ဒီကမ္ဘာလေထုထဲကိုပြန်ပြီးတော့ရောက်သွားတယ်ရေထဲမှာအကြာကြီးကိုပျော်ဝင်အောင်မထိန်းထားနိုင်တော့ဘူးလို့ဆိုပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဓာတ်မြေဩဇာတွေနောက်ပြီးတော့ဒီစွန့်ပစ်ပစ္စည်းတွေပေါ့နော်ဓာတုစွန့်ပစ်ပစ္စည်းတွေရောက်ဒီရေထုညစ်ညမ်းမှုကနေပြီးတော့လဲကျွန်တော်တို့ရေထဲမှာရှိတဲ့အောက်ဆီဂျင်ဓာတ်တွေကိုလျော်နှဲစေနိုင်ပါတယ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ရေနံပိုင်းတွေရဲ့စီးဆင်းလှက်ပတ်မှုပြောင်းလဲလာခြင်းလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရေအေးစီးကြောင်းတွေကမ္ဘာကြီးရဲ့ရေအေးစီးကြောင်းတွေပြောင်းလဲတယ်နောက်ပြီးတော့ရေနွေးစီးကြောင်းတွေပြောင်းလဲတယ်ဒီလိုပြောင်းလဲမှုတွေကနေပြီးတော့လဲကျွန်တော်တို့ရေထုထဲမှာအောက်ဆီဂျင်ဓာတ်တွေလျော်နှဲလာတာကိုတွေ့ခဲ့ရပါတယ်အဲ့တော့အောက်ဆီဂျင်လျော်နှဲလာတဲ့အခါမှာကျွန်တော်တို့ရေအောက်ကနေပြီးတော့
ဒီကမ္ဘာရာသီဥတုကိုထိန်းညှိပြီးတဲ့ဒီဓာတုဖြစ်စဉ်တွေနောက်ပြီးတော့ကမောက်ကမဖြစ်ကုန်တယ်နောက်ပြီးတော့ဒီအနုကြည်ပံပြောင်းထဲမှာမြင်ရတဲ့ဒီသက်ရှိလေးတွေကလည်းစပြီးတော့ကျွန်တော်တို့အေယာမငမန်းကြီးတွေနောက်ပြီးတော့ဝေလာငါးကြီးတွေပေါ့နော်ဒီလိုမျိုးရေအောက်မှာရှိတဲ့ဒီစားတော့ဝင်းဆက်ကြီးတစ်ခုလုံးပေါ့နော် ecosystem တစ်ခုလုံးကဒီရေလူထဲမှာအောက်ဆီဂျင်ပျော်ဝင်မှုယုံနေလာတာနဲ့အမျှထိခိုက်ဖို့ကလည်းပို့ပြီးတော့ chance တွေများလာနိုင်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီပေါ့နော်လေလူတွေကဒီရေတွေကအောက်ဆီဂျင်မဟုတ်ဘဲနဲ့ဒီလေလူတွေကအောက်ဆီဂျင်ကိုတိုက်ရိုက်ရှူနေရတဲ့ဒီလပိုင်းလိုငါးမျိုးတွေနောက်ပြီးတော့ဝေလာငါးတွေနောက်ပင်လယ်ဖြန်တွေပေါ့နော်ဒီလိုမျိုးရေနေနှုတ်တိုက်သတ္တဝါတွေတောင်မှတဲ့သူတို့ရဲ့အစာရှာဖွေဖို့နေရာနဲ့ဒီ ecosystem ကြီးပေါ့နော်ခေယစနစ်ပျက်စီးလာမှုကြောင့်ပြဝိုက်ပြီးတော့ဟိုကဘာနဲ့ချီပြီးဒုက္ခကြုံနေရတယ်လို့ဒီသုတေသနစာတမ်းမှာတင်ပြခဲ့ပါတယ်ကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေကတော့ဒီသုတေသနစာတမ်းကိုကျွန်တော်တို့2026ခုနှစ်ဇွန်လ30ရက်နေ့ကဒီပေါ့နော်limnology နဲ့နောက်ပြီးတော့ oceanography ဆိုတဲ့ journal တွေမှာတရားဝင်တင်ပြခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့သုတေသီတွေကတော့ကျွန်တော်တို့ဒီကမ္ဘာအင်အားကြီးနိုင်ငံခေါင်းဆောင်တွေနောက်ပြီးတော့ဒီမူဝါဒချမှတ်တဲ့သူတွေနောက် UN လိုကမ္ဘာကုလသမဂ္ဂလိုအဖွဲ့အစည်းတွေကိုကျွန်တော်တို့ဒီဟာကိုတော့အရန်ကြီးဟိုပါပေါ့အထူးဂရုပြုဖို့ဝန်ထမ်းအနေနဲ့ပေးထားပါတယ်ပြီးတော့ရာသီဥတုပြောင်းလဲမှုတွေဒီရေတူအောက်ဆီဂျင်လျော်နေမှုကိုတဲ့ကျွန်တော်တို့အရင်တုန်းကတော့ဗျာရာသီဥတုပြောင်းလဲမှုရင်ဒီကမ္ဘာကြီးပူနွေးလာမှုဒီဟာတွေနဲ့ဒီရေတူထဲမှာအောက်ဆီဂျင်လျော်နေလာမှုဟာကိုကျွန်တော်တို့ကပြီးတခွဲထားတယ်ဗျဆိုတော့ရေတူထဲမှာအောက်ဆီဂျင်လျော်နေလာတာကိုကျွန်တော်တို့သိပ္ပံပညာရှင်တွေသတိပေးခဲ့တာလွန်ခဲ့တဲ့2008-2009ပေါ့နော်အဲ့ဒီကာလတွေတင်းကပြောခဲ့တာပါကျွန်တော်တို့ကမ္ဘာရေတူထဲမှာအောက်ဆီဂျင်တွေတစ်ဖြည်းဖြည်းလျော်နေလာပြီနော်ခင်ဗျားတို့ကျွန်တော်တို့သတိထားတဲ့နေပြီနောက်လူသားတွေလည်းမကဘူးဒီလိုကျွန်တော်တို့ဒီပင်လယ်ရေအောက်မှာနေထိုင်ကြတဲ့ပင်လယ်သတ္တဝါလေးတွေလည်းဒုက္ခကြုံနေရတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဒီကမ္ဘာခေါင်းဆောင်တွေနဲ့ဒီကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းတို့ကဒီရေတူထဲမှာအောက်ဆီဂျင်တွေလျော်နေလာတယ်ဆိုတဲ့အကြောင်းကိုသူကကမ္ဘာကြီးပူနွေးလာမှုတခြားသောကမ္ဘာကပ်ဘေးတွေနဲ့ခွဲထားတယ်ဗျပြီးပြန်ခွဲထားပြောချင်တာကဗျာသူတို့ဒီကမ္ဘာအိုဆုံးလွှာပေါက်ပြဲမှုတို့ကမ္ဘာကြီးပူနွေးလာမှုတို့နဲ့စာရင်ဒီရေလူထဲမှာအောက်ဆီဂျင်ယုံနေလာမှုကတိတ်ပြီးတော့အရေးမကြီးတဲ့သဘောမျိုးနဲ့ဒီလိုပဲခြံလက်ထားခဲ့တာဖြစ်ပါဒါပေမဲ့အခုအခါမှာတော့တစ်ဖြည်းဖြည်းနဲ့အခြေအနေကပိုဆိုးလာပြီဒီပင်လယ်နေတတ္တဝါတွေဒုက္ခရောက်လာပြီရေလူထဲမှာအောက်ဆီဂျင်တွေနည်းလာတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့ဒီအချက်ကိုဒီ boundary ကြီးကုတ်ကူထဲမှာထည့်ပေးဖို့နဲ့ကျွန်တော်တို့ဒီကမ္ဘာကြီးပူနွေးလာမှုတခြားသောကမ္ဘာကပ်ဘေးတွေနဲ့သက်ဆိုင်တဲ့ဒီစီမံချက်တွေထဲမှာရောနှောပြီးတော့ထည့်ပေးဖို့ဆိုပြီးတော့ဒီဘောပေါ့နော်တစင်ထဲမှာဖော်ပြပေးဖို့ဆိုပြီးတော့သိပ္ပံပညာရှင်တွေကတောင်းဆိုလာကြတာလည်းဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ပြဿနာတစ်ခုအနေနဲ့ပူးပေါင်းဖြေရှင်းကြဖို့ဆိုပြီးတော့တိုက်တွန်းထားပါတယ်ဆိုတော့ဒီဟာကိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒီကမ္ဘာကောင်းဆောင်တွေနောက်ပြီးတော့ဒီတခြားသောအဖွဲ့အစည်းတွေကဒီရေတူထဲမှာအောက်ဆီဂျင်ယုံနေလာတဲ့ပြဿနာကိုနောက်ထပ်ဘယ်လိုပုံစံနဲ့ထပ်ပြီးတော့ဖြေရှင်းမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အနေအထားမှာရှိပါတယ်ဗျကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒီဗာဂျီးနီးယားနည်းပညာတက္ကသိုလ်ကလက်ထောက်ပေါမောက္ခဖြစ်တဲ့ကျင်းကျူလောင်နဲ့နိုင်ငံတကာသုတေသနအဖွဲ့တွေကကျွန်တော်တို့ဒီပေါ့နော်ဒီတောက်သုံးရေဖြန့်ဝေတဲ့ဂျေအောက်ပိုင်လိုင်းစနစ်တွေထဲမှာဒီနာနိုပလတ်စတစ်တွေများပြားလာတာကဒီပိုက်လိုင်းထဲမှာနေထိုင်ကြရတယ်ပေါ့နော်လူတွေကိုဒုက္ခပေးနိုင်တဲ့ဘက်တီးရီးယားတွေရဲ့ခုခံကာကွယ်မှုစနစ်ကိုပို့ပြီးတော့အားကောင်းလာစေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီ Water Research Journal မှာဖော်ပြခဲ့တဲ့သတင်းကိုဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်။ကဲဆိုတော့nano plastic ဆိုတာကိုကြားဖို့တဲ့သူတွေလည်းရှိတယ်ချို့ကြတော့မကြားဘူးnano plastic ဆိုတာကပါလဲဆိုတော့ကျွန်တော်တို့ဒီ plastic အမိုက်တွေကနေပြီးတော့ရေထဲလေထဲကိုတဖြည်းဖြည်းလွင့်စင်သွားတဲ့အခါတဖြည်းဖြည်းပျော်ဝင်သွားတဲ့အခါမှာဒီ plastic ပစ္စည်းတွေကနေပြီးတော့ကျွန်တော်တို့ micro plastic လို့ခေါ်တဲ့ဒီ plastic အစားလေးတွေထွက်လာတယ်ပေါ့နော်အဲ့ plastic အစားလေးတွေကလေထဲရေထဲမှာအချိန်ကြာလာတဲ့အခါမှာဒီကောင်တွေတဖြည်းဖြည်းပိုပြီးတော့သိငယ်သွားပြီးတော့ကျွန်တော်တို့ nano အရွယ်အစားဖြစ်သွားပါတယ်အဲ့ nano plastic လို့လည်းခေါ်တယ်တော့သူတို့ရဲ့အရွယ်အစားကကျွန်တော်တို့ဒီ nano plastic တွေရဲ့အရွယ်အစားက1 nanometer ကနေပြီးတော့ဒီ1000 nanometer အထိသာရှိတာကြောင့်မလို့ကျွန်တော်တို့ရဲ့တာမန်မျက်လုံးနဲ့လုံးဝမြင်လို့မရပါဘူးဆိုတော့ဒီ nano plastic တွေကျွန်တော်တို့ဒီကမ္ဘာတောက်ရင်စနစ်တွေထဲမှာများပြားစွာပျော်ဝင်လာတယ်ဆိုတာကဒီဘက်တီးရီးယားတွေရဲ့ဒီခုခံကာကွယ်မှုစနစ်ပေါ့နော်သူတို့ရဲ့စနစ်ကိုဘယ်လိုမျိုးကျွန်တော်တို့အကျိုးသက်ရောက်မှုရှိနေတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့ဘက်တီးရီးယားတွေရဲ့ဒိုင်းလွှာဆိုတာရှိပါတယ်ဒီဟာကိုတော့ကျွန်တော်တို့ဒီရေပိုက်လိုင်းတွေရဲ့အတွင်းဘက်မျက်နှာပြင်မှာဒီအုပ်စုဖွဲ့ပြီးတော့ကတ်တွေနေကြတဲ့ဘက်တီးရီးယားကိုကြည့်ပြီးတော့သိနိုင်ပါတယ်ခင်ဗျားတို့ရေပိုက်လိုင်းတွေနောက်ရေပိုက်တွေထဲမှာအချိန်ကြာလာတဲ့အခါမှာဒီပိုက်တွေထဲမှာအချီအကျွဲတွေအမေးတွေနော်ဒီလိုမျိုးအချွဲဘက်တွေဒါမျိုးတွေကိုမြင်ရတဲ့အခါဒါတွေကဘက်တီးရီးယားတွေရဲ့ဇီဝအမေးပါလို့ခေါ်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်ဒီဇီဝအမေးပါကိုကျွန်တော်တို့ biofilm လို့လည်းခေါ်ပါတယ်ဆိုတော့
ဒီအချွဲမေးတွေကဒီဘက်တီးရီးယားတွေကိုသူတို့ရဲ့အပြင်ပအန်ဒီရယ်တွေကနေပြီးတော့ဒီပြင်ပကနေပြီးတော့ကြာရောက်တဲ့တခြားအန်ဒီရယ်ကနေပြီးတော့ကာကွယ်နိုင်ဖို့အတွက်ကိုသူတို့ကတဘာဝကနေပြီးတော့ထုတ်လုပ်ပေးထားတဲ့ဒိုင်းလွှာတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီရဲ့စမ်းသပ်ချက်အရပေါ့နော်ဒီ E-coin နဲ့နောက်ပြီးတော့ဒီ Pseudomonas Aeruginosa ဘက်တီးရီးယားအုပ်စုတွေကတဲ့ဒီ nanoplastic တွေနဲ့ထိတွေ့ပြီးတဲ့အခါမှာကျွန်တော်ထူးခြားတဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်လာကြတာကိုတွေ့ရပါတယ်တဲ့။ဆိုတော့ဘလို့တွေလှုပ်ဆောင်လာလဲဆိုရင်ကျွန်တော်တို့ဒီပို့ပြီးတော့ပေါ့နော်သူတို့ရဲ့ဒီဟိုဟာပေါ့ဒိုင်းကစနစ်ကပို့ပြီးတော့ထူထဲလာပါတယ်အဲ့တော့ဘက်တီးရီးယားအချင်းချင်းဓာတုပေတာနေရအချက်ပြဆက်သွယ်ကြပြီးတော့ဒီကျွန်တော်တို့ဒီ nanoplastic တွေနဲ့တွေ့တဲ့အခါမှာသူတို့ရဲ့အမေးပါးကိုပို့ပြီးတော့ထူထဲလေးလံပြီးတော့ခံနိုင်ရရှိအောင်လှုပ်ဆောင်လာကြပါတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်တီးရီးယားတွေကိုဒုက္ခပေးမဲ့ virus အုပ်စုတွေလည်းရှိပါတယ်အဲ့ virus တွေရောက်လာတဲ့အခါမှာဒီဘက်တီးရီးယားတွေကသူတို့ကိုဒုက္ခမပေးဘူးအတွက်ပေါ့နော်ဒီဟိုဟာပေါ့ဒီ CRISP ကအခြေခံစနစ်ပေါ့နော်သူတို့ရဲ့မျိုးဗီဇစနစ်ကိုသုံးပြီးတော့ဒီ nanoplastic တွေနဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုးသူတို့ကိုပြန်ပြီးတော့ဒုက္ခပေးမဲ့ bacteria virus တွေကိုပြန်လည်တွန်းလှန်နိုင်ကြလဲမြင့်လာတာကိုတွေ့ရပါတယ်။ဆိုတော့အဓိကစိန်ခေါ်မှုကတော့ဒီလို nanoplastic တွေကြောင့်ပို့ပြီးတော့ကြန့်ခိုင်သွားတဲ့ဒီတန်မာသွားတဲ့ bacteria ဇီဝအမေးပါးတွေကတဲ့ကျွန်တော်တို့ဒီတောက်ရည်ပိုက်တွေထဲမှာရှိတဲ့ရေတောက်တဲ့စနစ်တွေမှာဒီသုံးတဲ့ပေါ့နော်ဒီပိုးသက်ဆေးတွေကိုပါကောင်းကောင်းကြီးကိုခုခံနိုင်စွမ်းရှိသွားတာကိုတွေ့ရပါတယ်။ဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဒီ pipeline တွေထဲမှာရှိတဲ့ခင်ဗျားတို့မြင်ဘူးမှာပါအမေးပါးတွေအကျွေးချဲတွေကတ်လာပြီဆိုရင်ဒါတချို့ကရေညှိလို့ထင်တယ်အမှန်တကယ်ကဒါရေညှိမဟုတ်ပါဘူးကျွန်တော်တို့ဒီပေါ့တော့ဘက်တီးရီးယားတွေအဲ့နေရာမှာစုပုံပြီးတော့ဒါသူတို့ကိုအပြင်ဘက်အန်ဒီရယ်တွေကနေပြီးတော့ကာကွယ်မှုမပေးနိုင်အောင်ကာကွယ်အန်ဒီရယ်မပေးနိုင်အောင်တော့သူတို့တဘာဝအလျောက်ကာကွယ်ထားတဲ့ဒိုင်းကာတွေသာဖြစ်ပါတယ်ဒိုင်းလွှာတွေဖြစ်ပါတယ်ဆိုတော့ဒီဒိုင်းလွှာတွေကပုံမှန်အားဖြင့်ကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီရေတွေမှာပါလာတဲ့ nanoplastic အမှုန်တွေကိုတွေ့တဲ့အခါမှာသူတို့ရဲ့ဘက်တီးရီးယားချင်းပေါ့နော်ကျွန်တော်တို့အချက်ပြပြီးတော့သူတို့မှာရှိတဲ့အမေးပါကိုပို့ပြီးတော့ထူထဲအောင်လုပ်လာပါတယ်အဲ့တော့အချိန်ကြီးကြာလာတဲ့အခါဒီဟာကြီးကပို့ပြီးတော့ထူထဲလာတဲ့အခါမှာသူတို့ကိုဒုက္ခပေးမဲ့ virus တွေကိုလည်းကောင်းကောင်းကြီးခံနိုင်ခုခံနိုင်စွမ်းရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီရေတန်းစနစ်တွေတဲကိုထည့်တဲ့ပိုးသက်ဆေးတွေကိုလည်းသူတို့ကလုံးဝကာကွယ်နိုင်စွမ်းရှိတယ်ခုခံနိုင်စွမ်းရှိတယ်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့လေ့လာတွေ့ရှိခဲ့ရတာကိုပြောချင်တာပါဆိုတော့အဲ့တော့ကျွန်တော်ဒီပြည်သူ့ကျန်းမာရေးအတွက်ဘာကြောင့်စိုးရင်ရတာလဲဆိုတော့ဆက်ပြီးတော့ပြောပြခြင်းပါတယ်ကျွန်တော်တောက်သုံးရေစနစ်စက်ရုံတွေရဲ့ဒီရေဖြန့်ဝေပိုက်လိုင်းတွေပါပေါ့နော်ကျွန်တော်တို့ရေကိုတန့်စင်ဖို့အတွက်ဒီပိုးသက်ဆေးတွေကိုသုံးစွဲကြပါမယ်ဒီကျွန်တော်တို့နေ့စဉ်နဲ့အမျှသုံးပြုနေကြတဲ့ဒီ plastic တွေကထွက်လာတဲ့ nano plastic တွေကဒီခုခံအားတက်နေတဲ့ဒီ bacteria အချွဲအမေးတွေကိုဒီဖယ်ရှားပေးရတာပို့ပြီးတော့ခက်ခဲသွားစေပါတယ်ဒါကရေထဲကနေပြီးတော့တစ်ဆင့်ကူးချက်တက်တဲ့ဒီယောဂပိုးမွားတွေရှင်သန်နိုင်ခြေကိုလည်းပို့ပြီးတော့များလာစေပါတယ်ဆိုတော့လူသားတွေရဲ့ကျန်းမာရေးကိုကျွန်တော်တို့သွယ်ဝိုင်းသောနည်းနဲ့ကြီးမားစွာချဲချောက်လာနိုင်တယ်လို့ဒီပေါင်းပေါက်ခါဖြစ်တဲ့ချင်းကျူလောင်ကနေပြီးတော့ပြောခဲ့ပါတယ်တစ်ဆက်တည်းမှာပဲသူကကွဲပြားတဲ့ဘက်တီးရီးယားမျိုးစိတ်တွေပေါ်မှာဒီ plastic အမှုန်တွေရဲ့တက်ရောက်မှုကိုပို့ပြီးတော့သိရှိနိုင်ဖို့အတွက်ဒီထက်မကဒီ molecule အဆင့်ထိခြုံပြီးတော့လေ့လာဖို့လိုသေးတယ်လို့လည်းကျွန်တော်တို့ဒီပြောပြခဲ့တာကိုလည်းတွေ့ရပါတယ်ဆိုတော့ဒါကကျွန်တော်တို့အနေနဲ့ဟိုအရန်ကြီးပေါ့နော်serious ထားစရာတော့မလိုသေးဘူးလေကျွန်တော်တို့သိထားရမှာကတော့ကျွန်တော်တို့ plastic တွေshort သုံးဖို့အရေးကြီးလာပြီဆိုတဲ့ဟာကိုပြောချင်တာပါ။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ပထမတက်ဆက်ပေးသွားတဲ့အကြောင်းအရာကလည်းဒီကျွန်တော်တို့ကမ္ဘာရေထုထဲမှာအောက်ဆီဂျင်ဓာတ်တွေတဖြည်းဖြည်းနဲ့လျော့နေလာတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ရေထုနဲ့သက်ဆိုင်ပါတယ်။အခုခါကျတော့ကျွန်တော်တို့ဒီတောက်သုံးရေပိုက်စနစ်တွေထဲမှာဒီ nanoplastic အမှုန်တွေများလာတဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့ဒုက္ခပေးမယ်ပေါ့နော်ကျွန်တော်လူသားတွေကိုဒုက္ခပေးမယ်ဘက်တီးရီးယားတွေပို့ပြီးတော့ပေါက်ဖွားလာနိုင်တယ်ဆိုတဲ့အကြောင်းကိုသတိပေးတဲ့အချက်တွေဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့လူသားတွေအနေနဲ့ကိုတက်နိုင်ရဘက်ကနေပြီးတော့ဒီကဘာကြီးအတွက် plastic short သုံးကြဖို့လိုပါပြီဆိုတော့ဒါကိုပြောချင်တာပါကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်သွားလိုက်ကြရအောင်ပါโอเคပါဒါနောက်ထပ်သတင်းကကြတော့ကျွန်တော်ဒီဟာကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ဒီဖားတွေနဲ့သက်ဆိုင်ပါတယ်ဖားတွေနဲ့သက်ဆိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဖားတွေကနေပြီးတော့ဘယ်လိုမျိုးပေါ့နော်ကျွန်တော်လူသားတွေအနေနဲ့အနာဂတ်မှာဒီအသုံးချလို့ရနိုင်မလဲဆိုတဲ့ထူးခြားတဲ့သတင်းလေးပါဒါကြောင့်ကျွန်တော်ထည့်သွင်းပြီးတော့တင်ဆက်ပေးရလဲဖြစ်ပါတယ်ကဲဟုတ်ပြီကြည့်ရအောင်ဗျအဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီကဘာတဝမ်းမှာပေါ့နော်အချိန်တုန်းကဒီဖားနဲ့ပပြုတ်မျိုးစိတ်တွေကိုအစုလိုက်အပြုံလိုက်သိဆုံးစေခဲ့တဲ့ယောဂဆိုဒီတစ်ခုရှိခဲ့ပူပါတယ်ဒါကိုတော့ကျွန်တော်တို့ကမှုယောဂဖြစ်ပါတယ်မှုယောဂကိုကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုရင်ဒီပေါ့နော်အဲ့ဒီမှုယောဂကဘယ်ကနေဖြစ်တာလဲဆိုတော့ဒီပေါ့ Chytric fungus ပေါ့နော် Chytric မို့လို့ခေါ်တဲ့ဒီမှုယောဂပိုးကနေပြီးတော့ဖြစ်တာလို့ဆိုပါတယ်
ဒါပေမဲ့ဒီလိုဆိုးွားတဲ့ပတ်ဝန်းကျင်မှာနော်ဒီလိုမျိုးဘယ်လိုကောမလဲဆိုတော့ဒီလို citric မိုးတွေတစ်ဖြည်းဖြည်းနဲ့ပေါက်ပွားနိုင်တယ်ဆိုတာကကျွန်တော်တို့ဒီဖားတွေနောက်ပြီးတော့ရေပုတ်တင်တွေအဲ့လိုမျိုးလိတ်တွေပေါ့နော်ကုန်းနေရေနေတတဝါတွေရှင်သန်နိုင်တဲ့ရေအိုင်ရေကန်တွေမှာဒီလိုမျိုး citric မိုးတွေကတစ်ဖြည်းဖြည်းနဲ့ပေါက်ပွားနိုင်တယ်ဒီ citric မိုးယောဂပိုးကိုလည်းတည်ဆောင်နိုင်တယ်ပေါ့နော်ဒီလိုမျိုးအရာတွေကကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့အချိန်တုန်းကဒီဖပြုတ်မျိုးနွယ်တွေပေါ့နော်ဖားတွေပေါ့သူတို့ရဲ့အရေးပြားပေါ်မှာဒီ citric မိုးကတ်ပြီးတော့ပေါ့နော်ဒီအရေးပြားယောဂတွေဖြစ်တဲ့ချုပ်ဖားတွေဆိုရင်မျိုးသုံးလူနီးပါးအခြေအနေထိတောင်မှကြုံတွေ့ခဲ့ရပါတယ်ဒီလိုအခြေအနေထိဖြစ်ခဲ့တာပါဆိုတော့ဒါပေမဲ့ထူးဆန်းတာကဒီဖားတွေကမျိုးသုံးလူနီးပါးမှာအကောင်ရေပြန်ပြီးတော့တိုးပွားလာတယ်ဆိုတဲ့ဟာကိုနော်နေချင်းညာချင်းအကောင်ရေပြန်ပြီးတော့တိုးပွားလာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့သူတွေကထူးဆန်းစွာနဲ့ရှာဖွေတွေ့ရှိခဲ့တာပါကျွန်တော်တို့ဖားကဘာပေါ်မှာရှိတဲ့ဖားမျိုးစိတ်တစ်မျိုးလုံးကိုတော့မှမျိုးပြုတ်သွားစေနိုင်တဲ့ဒီမှုယောဂါကိုခံစားနေရတဲ့ဖားတွေဟာမျိုးသုံးလူနီးပါးအခြေအနေမှာအကောင်ရေကိုနှစ်ဆတိုးပြီးတော့ဘယ်လိုမျိုးတိုးပွားလာလဲဆိုတဲ့ဟာကိုကျွန်တော်တို့သိပ္ပံပညာရှင်တွေလေ့လာခဲ့တယ်ပေါ့နော်လေ့လာခဲ့တဲ့နေရာမှာတွေ့ရှိခဲ့တဲ့အချက်ကတော်တော်လေးကိုမှလည်းထူးဆန်းနေပါတယ်ဆိုတော့ကြည့်ရအောင်ဗျဆိုတော့ဒီအကြောင်းကိုကျွန်တော်တို့လေ့လာခဲ့တာကဒီပေါ့နော် London University College နဲ့နောက်ပြီးတော့ Imperial College London တို့ကနေပြီးတော့သူတွေပူးပေါင်းပြီးတော့ပေါ့နော်ဒီတတဝါတွေကဘယ်လိုမျိုးရှင်သန်ကြံ့ရိတ်ခဲ့တယ်လဲဆိုတဲ့ရှုပ်ဝက်ချက်ကိုပူးပေါင်းပြီးတော့လေ့လာခဲ့တာလို့ပြောပါတယ်အဲ့တော့ဒီ citric fungus ရဲ့ဒီဖားတွေကိုတိုက်ခိုက်တဲ့ပုံစံကကြတော့သူကဘယ်လိုလဲဆိုရင်ဖားရဲ့အရေပြားကိုမှုတ်ကတ်တယ်မှုတ်ကတ်တဲ့အခါမှာဒီဖားရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေနောက်ပြီးတော့ဓာတ်စားဓာတ်တွေနောက်ပြီးတော့သတ္ထုဓာတ်တွေဒီသတ္ထုဓာတ်တွေအားလုံးထင်းကြီးမှုကိုပျက်စီးစေပြီးတော့တဖြည်းဖြည်းနဲ့ဖားကအစာမစားနိုင်နောက်ပြီးတော့မျိုးမပွားနိုင်တော့ဘဲနဲ့သိဆုံးကြတာဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့ဒီမိုမှာထူးခြားချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမိုတွေကကျွန်တော်တို့ဒီဖားသားလောင်းဘဝမှာမကတ်ပါမတိုက်ခိုက်နိုင်ပါဘူးဖားတွေကိုမတိုက်ခိုက်နိုင်ဘူးသူကဘယ်လိုဆိုရင်ဒီတက်ကြီးကောင်ဖားဖြစ်လာတဲ့ဖားတွေပပြုတ်တွေရဲ့ကိုယ်ပေါ်မှာပဲကျွန်တော်တို့ဒီမိုးကကတ်နိုင်တာပါဆိုတော့ပြောချင်တာကဗျာဖားသားလောင်းဘဝမှာဒီမိုးကဒီယောဂါကမဖြစ်ဘူးဒါပေမဲ့တက်ကြီးကောင်ဖားဖြစ်တဲ့အခါမှာသူတို့ရဲ့အရေးပြားမှာကျွန်တော်တို့ဒီကန်တော်ကင်ဓာတ်ပေါ့နော်ကန်တော်ကင်ဓာတ်ဆိုတဲ့ဓာတ်တစ်မျိုးရှိပါတယ်အဲ့ကန်တော်ကင်ဓာတ်ကကျွန်တော်ဒီအရေးပြားမှာဟိုပြောမယ်ဆိုရင်တဖြည်းဖြည်းနဲ့ဖားကြီးလာလေသူ့ရဲ့ကန်တော်ကင်ကပို့ပြီးတော့များလာလေဒီမှာအဲ့လိုများလာတဲ့အခါဒီကန်တော်ကင်ဓာတ်ကပြောမယ်ဆိုရင်ကျွန်တော်တို့မှုတွေအရန်ကြိုက်ပါတယ်citric မိုလိုမျိုးဘက်တီးရီးယားပိုးတွေအရန်ကြိုက်ပါတယ်အရန်ကြိုက်တဲ့အခါမှာဒီဖားတွေရဲ့အရေးပြားကိုကတ်တယ်အဲ့လိုအရေးပြားကတ်ပြီးတော့မှကျွန်တော်တို့ဒီဖားမှာရှိတဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေဓာတ်စားဓာတ်တွေအားလုံးကိုတို့ကစုပ်ယူစားတော့ပစ်လိုက်တာအဲ့ခါကျမှဖားတွေကတေးကြပါတော့ဆိုတော့ဒါကြောင့်မလို့ဒီကျွန်တော်တို့ဒီဖားငယ်လေးတွေကဒီအကောင်ကြီးဖြစ်လာတာနဲ့ချက်ချင်းကိုအဆုလိုက်လုံးလိုက်တေးကြပါတယ်အဲ့တော့တို့အသက်ကြီးလာရင်ဆိုတာတေးဖို့တောင်ဖြစ်နေပါတယ်เนาะကျွန်တော်တို့မှုတွေကအစင်းလေးစောင့်နေတယ်ဖားတွေသေးသေးလေးတုန်းကဘာမှမလုပ်ဘူးဒါပေမဲ့ဖားတွေတစ်ဖြည်းဖြည်းကြီးလာတဲ့အခါမှာအဲ့ဒီမှုကတို့ခန္ဓာကိုယ်ဒုက္ခပေးဖို့ရောက်ရှိလာတယ်ပေါ့ဆိုတော့ဒါပေမဲ့ဒီဖားတွေကကျွန်တော်တို့မျိုးသုံးလူနီးပါးအခြေအနေမှာဘလို့ပြန်ပြီးတော့ရှင်သန်လာခဲ့ကြတာလဲပေါ့ဒါကိုကျွန်တော်တို့ဒီသူတွေကပြည်သစ်နဲ့စပိန်နိုင်ငံကြားမှာရှိတဲ့ Pyrenees တောင်တန်းမှာရှိတဲ့ရေကန်ကြီး၄ကန်ကဗပြုတ်တွေကိုလေ့လာခဲ့ကြပါတယ်အဲ့တော့ကန်တကန်မှာကျတော့ဗပြုတ်တွေကမျိုးသုံးလူနီးပါးဖြစ်နေပေမဲ့ဒီပေါ့နော်ကျန်တဲ့ကန်သုံးကန်မှာကျတော့ဒီပေါ့ဗပြုတ်ကောင်ကြီးကပုံမှန်အတိုင်းပြန်လဲရှင်သန်တိုးပွားနေတာကိုတွေ့ရပါတယ်ကန်တကန်စလုံးကတော့ကျွန်တော်တို့ဒီ citric မိုတွေပြောမယ်ဆို citric မိုတွေရှိတယ်ပေါ့နော်ဒါပေမဲ့တကန်ကတော့မျိုးသုံးလူနီးပါးဖြစ်တယ်ကျန်တဲ့တကန်ကဗပြုတ်တွေကတော့ပို့ပြီးတော့ပုံမှန်တိုင်းပို့ပြီးတော့ရှင်သန်ကြီးထွားလာတယ်ပေါ့နော်အဲ့တော့အဖြေကကြတော့ဒီဗပြုတ်တွေရဲ့အရေးကြီးဓာတ်ကနေထွက်တဲ့ဒီ antimicrovirus နောက်ဘယ်လိုခေါ်မလဲဆို peptide ပေါ့နော်ဒီပိုးမွားတွေရဲ့ bacteria ပိုးမွားတွေရဲ့ဒဏ်ကိုခံတဲ့ grab ပေါင်းတွေကထွက်တဲ့အချိန်ကပို့ပြီးတော့မြန်ထွက်တယ်ဆိုတဲ့အကြောင်းကြောင့်ပဲဒီဖားတွေကရှင်သန်နိုင်ခဲ့တာလို့သိရပါအဓိကတွေ့ရှိချက်ကကျတော့ဒီရှင်သန်ကြံရည်တဲ့ကန်တွေထဲမှာရှိတဲ့ဗပြုတ်တွေကကျွန်တော်တို့ဒီဖားအကောင်ကြီးမဖြစ်သေးခင်ဖားသားလောင်းဘဝကလေးကဒီပိုးမွားဒဏ်ကိုခံနိုင်မဲ့ခုခံအားစနစ်တွေကိုကြိုပြီးတော့တိစောက်ခဲ့တာဖြစ်ပါတယ်ဆိုတော့
ဒါကြောင့်တို့တွေအကောင်ကြီးဖြစ်လာတဲ့အခါမှာဒီမှုပိုးတွေကိုတိုက်ခိုက်ဖို့အတွက်ခန္ဓာကိုယ်မှာရှိတဲ့ antiviral ဓာတ်တွေကခုခံစနစ်တွေကအသင့်ဖြစ်နေပါဆိုတော့အသင့်ဖြစ်နေပြီအတွက်ကြောင့်မလို့ဒီလိုမျိုးယောဂဆိုကြီးကိုအောင်မြင်သွားနဲ့ကြော်လွှားနိုင်ခဲ့တာပါဒါကြောင့်မလို့တစ်ဖက်ကံမှာတော့ဒီမျိုးတုံးလုံးတွေပါဖြစ်နေတဲ့ဗပြုတ်တွေရှိမယ်ဒါပေမဲ့ကျွန်တော်တစ်ဖက်ကံကတော့ကြတော့ဒီဗပြုတ်တွေကဖားသားလုံးဘဝတွေကဒီယောဂကိုခုခံကာကွယ်နိုင်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်မှာသူတို့က prepare ပေါ့နော်ပြန်လဲပြင်ဆင်နေတာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့ပဲအကောင်ကြီးဖြစ်တာနဲ့မတည်တော့ပဲနဲ့ဆက်ပြီးတော့မျိုးပွားနိုင်တယ်ရှင်သန်ကြီးထွားနိုင်တာပါဆိုတော့ဒါကဒီဖားတွေကမှုယောဂကိုတွန်းလှန်နိုင်တဲ့ဟာကကျွန်တော်တို့လူသားတွေနဲ့ပါများသက်ဆိုင်နေလို့လဲပေါ့နော်ဆိုတော့သက်ဆိုင်ပါတယ်ဒါကကျွန်တော်တို့လူသားတွေအတွက်စေဝါအသစ်ပေါ့နော်ကျွန်တော်တို့ကိုခံအားမြင့်တင်နိုင်မဲ့စေဝါအသစ်ဖြစ်နိုင်မဲ့ဘယ်လိုကောမလဲအခွင့်အရေးပေါ့အလားအလာတစ်ခုလို့ပြောရမလားပေါ့ဆိုတော့ပညာရှင်တွေကကျွန်တော်တို့ဒီ mass spectrometry နည်းပညာကိုသုံးပြီးတော့ဒီဖာပြုတ်တဲ့အရေးပြားကထွက်တဲ့ drop ပေါင်းတွေကိုစစ်ဆေးခဲ့တဲ့နေရာမှာအရင်တုန်းကကမ္ဘာပေါ်မှာဘယ်သူမှမသိသေးတဲ့ခုခံအားပိုးသက်စနစ်ပေါ့နော် plus type ပေါ့1000လောက်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောပါတယ်ကျွန်တော်တို့အခုသုံးနေကြတဲ့ဒီ penicillin ပေါ့နော် penicillin လိုလူသားတွေရဲ့အစွမ်းထက်ပိုးသက်ဆေးတွေကကျွန်တော်တို့ဘယ်ကနေရလာလဲဆိုမှုကနေရလာတာပါအဲ့တော့အခုဗပြုတ်တွေစီကတွေ့ရှိရကြတဲ့ဒီတဘာဝပိုးသက် drop ပေါင်းတွေကြတော့ကျွန်တော်တို့လက်ရှိလူသားတွေရင်ဆိုင်နေရတယ်ပေါ့နော်ဒီပိုးသက်ဆေးရင်ပါမှုပြဿနာကိုဖြေရှင်းပေးနိုင်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်အရင်တုန်းကဒီ penicillin ဆိုရင်ကျွန်တော်တို့တော်ရုံတန်ရုံဒီပိုးမွားတွေနောက်ပြီးတော့ဒီပြပကနေပြီးတော့ရောက်ရှိလာတဲ့ခန္ဓာကိုယ်ဒုက္ခပေးနိုင်မယ်အကောင်တွေကိုအတက်နိုင်ဆုံးဒီကောင်တွေကဗာလဲဆိုရင်ခုခံကာကွယ်ပေးနိုင်တယ်ဒါပေမဲ့တစ်ဖြည်းဖြည်းနဲ့ခေတ်တွေကြာလာတဲ့အမျှမှာကျွန်တော်ပိုးမွားတွေကလည်းသူတို့ခန္ဓာကိုယ်သူတို့ update လုပ်လာတယ် update လုပ်လာတဲ့အတွက်ကြောင့်မို့လို့တော်ရုံတန်ရုံ penicillin လိုပိုးသက်ဆေးကိုမတိုးတော့ဘူးနော်ဒီမကြောက်တော့ဘူးပိုးမွားတွေကဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ penicillin ဆေးကတစ်ဖြည်းဖြည်းနဲ့ဘယ်လိုခေါ်မလဲဆိုတော့လူသားတွေအတွက်အပတ်ကင်ဆေးအဖြစ်နောက်အနာဂတ်မှာတိတ်ပြီးတော့စိတ်မချရတော့တဲ့အနေအထားဖြစ်လာပါပြီဒါကြောင့်မလို့ကျွန်တော်တို့သိပ္ပံပညာရှင်တွေစေဝါအသစ်တွေကိုဒီပိုးသက်ဆေးပေါ့နော်ဒီစေဝါအသစ်တွေကိုရှာဖွေနေတာကြာပါပြီဒါပေမဲ့အခုကံကောင်းထောက်မှသွားနေပဲဒီပပြုတ်တွေရဲ့ကက်ယောဂါစိုးကြီးကနေပြီးတော့ကျွန်တော်တို့လူသားတွေအတွက်ဘာတွေများထပ်ပြီးတော့အသုံးဝင်နိုင်လဲဆိုတာကိုတွေ့ရှိခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီပပြုတ်တွေရဲ့ခန္ဓာကိုယ်အရေးပြားမှာရှိတယ်ပေါ့နော်ဒီပေါ့ကျွန်တော်တို့ဒီခုခံအားစနစ်ပေါ့နော်ခုခံအားစနစ်ကိုကျွန်တော်ဒီ antimicrobial peptides တွေကိုထပ်ပြီးတော့လေ့လာနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့လူသားတွေအတွက်ကယ်တင်နိုင်မယ်ပေါ့နော်အနာဂတ်မှာကယ်တင်နိုင်မယ်ဆေးဝါးအသစ်တွေဖြစ်ပေါ်လာမယ်ဆိုပြီးတော့ကျွန်တော်သိပ္ပံပညာရှင်တွေကမျှော်လင့်နေကြပါတယ်ဆိုတော့လက်ရှိမှာတော့လေ့လာစရာတွေရှိတာကိုဆက်ပြီးတော့လေ့လာနေကြတယ်နောက်ထပ်သုတေသနစာတမ်းအသစ်တွေလည်းဒီခုခံအားစနစ်ဒီဟိုဟာနဲ့ drop ပေါင်းနဲ့ပတ်သက်ပြီးတော့ဒီသဘောပိုးသက်ဖရုပ်တွေရနေရတဲ့သဘောကပိုးသက် drop ပေါင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိရှိလာဖို့တွေလည်းရှိပါတယ်။ကဲဆိုတော့ကျွန်တော်ဒီနေ့တိဆက်ပေးခဲ့တဲ့သတင်းသုံးပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့သိချင်တာတွေဆွေးနွေးချင်တာတွေရှိရင်လည်း comment မှာရေးသွားပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်။အားလုံးပဲ拜拜ပါ။